ဒီကနေ့ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာထာဝရဆွမ်းမြဲနေစေမဲ့စကားလုံးတစ်လုံးကတော့စိတ်သက်ဆိုတာလင်းယုံလူထားပါဆိုတာပါပဲလင်းယုံဆိုတာငှက်တို့ရဲ့ဘရင်မူကောင်းကင်ရဲ့အရှင်သခင်မှာသူ့ရဲ့ခန္ဓာထေဝမှုရဲရင်ပြတ်သားမှုမြင့်မားတဲ့မျှော်လင့်ချက်တွေဟာကျွန်တော်တို့လူသားတွေအတွက်တူးယူစရာအကောင်းဆုံးစိတ်သက်တွေဖြစ်ပါတယ်ဒီတော့လင်းယုံရဲ့ဘဝသင်ခန်းစာကိုကြည့်ရင်ကျွန်တော်တို့ရဲ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာကိုဆွေးနွေးကြည့်ရအောင်ငှက်တိုင်းဟာမူးတိမ်တွေမုန်တိုင်းတွေကိုကြောက်ပြီးရှောင်ရှားကြပေမဲ့လင်းယုံကတော့မတူပါဘူးလင်းယုံဟာမုန်တိုင်းလိုင်ပျော်မွေ့ပါတယ်ဘာလို့လဲဆိုတော့မုန်တိုင်းရဲ့လေစီးကြောင်းကိုအသုံးချပြီးပုံမမြင့်မားတဲ့နေရာမူးတိမ်တိုက်တွေရဲ့အပေါ်စီးအထိအားစိုက်ထုတ်ဆရာမလို့ပဲပြန်တက်နိုင်လို့ပါဒီတဘာဝကိုကြည့်ပြီးကျွန်တော်တို့သင်ခန်းစာယူရမှာကဘဝရဲ့အခက်အခဲတွေပြဿနာတွေမုန်တိုင်းနဲ့တူတဲ့ပြဿနာတွေကိုမကြောက်ဖို့ပါပဲခက်ခဲဆိုတာကျွန်တော်တို့ကိုပို့ပြီးမြင့်တဲ့နေရာကိုရောက်ဖို့ပို့ပြီးခွန်အားတောင့်တင်းဖို့ပေးလာတဲ့အခွင့်အရေးတွေဖြစ်ပါတယ်ပြဿနာတိုင်းမှာအောင်မြင်မှုစီဥတီတဲ့လျှို့ဝှက်လမ်းကြောင်းပါနေတတ်ပါတယ်စိန်ခေါ်မှုတွေကိုရရဲရှင်ဆိုင်ပြီးမုန်တိုင်းရဲ့အရှိန်ကိုအသုံးချကအမြင့်ဆုံးကိုတက်ရောက်လိုက်ပါလင်းယုံတကောင်ဟာအသက်40လောက်ရောက်လာတဲ့အခါမှာသူ့ရဲ့ခြေသေးတွေကကွေးညွတ်လာပြီးမဲလိုက်ဖို့ခက်ခဲလာပါတယ်နှုတ်သီးကလည်းရှည်လာပြီးကောက်လာလို့အစာစားဖို့ခက်လာပါတယ်တောင်ပံတွေကလည်းလေးလံလာပါတယ်အဲ့ဒီအချိန်မှာသူ့မှာရွေးချယ်စရာနှစ်ခုပဲရှိပါတယ်တေချင်းကိုလက်ခံမလားဒါမှမဟုတ်နာကျင်မှုကိုရင်ဆိုင်ပြီးပြန်လည်မွေးဖွားမလားအစစ်မှန်လင်းယုံကဒုတိယလမ်းကိုရွေးပါတယ်သူကမြင့်မားတဲ့တောင်ထိပ်ပေါ်ကိုပြန်တက်ပြီးသူ့ရဲ့နှုတ်သီးကိုကြောက်ဆောင်နဲ့ထိုးခွဲပစ်တယ်ပြီးတော့တစ်ပြန်လဲထွက်လာတဲ့နှုတ်သီးကိုသူ့ရဲ့အိုဟောင်းနေတဲ့ခြေသေးတွေမွေးတောင်တွေကိုတစ်ခုချင်းစီဆွဲနှုတ်ပစ်တယ်ဒီလိုမျိုးနာကျင်ဖွယ်ရာပြုပြင်ပြောင်းလဲမှုကိုရက်ပေါင်း150ခန့်ပြုလုပ်ပြီးတဲ့နောက်မှာအသက်80အထိရှင်သန်နိုင်တဲ့ခွန်အားနဲ့ပုံစံတစ်ကိုရရှိသွားပါတယ်ကျွန်တော်တို့လည်းဘဝမှာပြောင်းလဲဖို့ခက်ခဲတဲ့အချိန်တွေရောက်လာတတ်ပါတယ်လေ့ကျင့်စိုးတွေအမြင်ဟောင်းတွေနာကျင်တဲ့အတိတ်တွေကိုရေရဲဝုန်းဝုန်းဆွန့်လွှတ်ရပါမယ်အနာခံပြီးပြုပြင်ပြောင်းလဲခြင်းကြောင့်ရလာတဲ့နာကျင်မှုကိုမရှောင်ပါနဲ့အဲ့ဒါဟာပုံမကောင်းမွန်တဲ့ဘဝသစ်စီကိုပြန်တမ်းဖို့လိုအပ်တဲ့စိတ်သက်ခွန်အားပါပဲလင်းယုံတွေရဲ့သားသမီးတွေကိုလေ့ကျင့်ပေးပုံလင်းယုံမဟာသူ့ရဲ့သားသမီးတွေပြန်တမ်းတက်ဖို့လေ့ကျင့်ပေးတဲ့အခါမှာတင်းကျပ်လွန်းတဲ့နီးလန့်ကိုအသုံးပြုပါတယ်တိုက်ထဲကတက်တောင်းတက်တာဖြစ်စေတဲ့အမွှေးနှုတွေကိုဖယ်ရှားပစ်ပြီးသူ့ရဲ့ကလေးတွေကိုမတက်မတာဖြစ်စေပါတယ်ပြီးရင်အတိုက်အပြင်ဘက်ကိုတွန်းထုတ်ပြီးပြန်တန်းတက်လာအောင်ဖိအားပေးပါတယ်ဒါကလည်းကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းမှာအမြဲတမ်းတက်တောင့်တက်တာနေလို့မရဘူးဆိုတဲ့သင်ခန်းစာကိုပေးပါတယ်ကိုယ့်ရဲ့ comfort zone ကနေရုန်းထွက်ဖို့လိုပါတယ်အတိုက်ထဲမှာပဲခိုးအောင်နေရင်ဒင်းယုံတကောင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးခက်ခဲနဲ့ကြုံမှသာပြန်တန်းတက်လာမှာပါကိုယ့်ရဲ့စွမ်းရည်ကိုတိုးတက်စေဖို့နေ့တိုင်းစိန်ခေါ်မှုအသစ်တွေနဲ့ရှင်ဆိုင်ဖို့ကိုယ့်ကိုယ်ကိုတွန်းအားပေးပါချစ်ခင်ရပါသောပရိသတ်အပေါင်းတို့ခင်ဗျာလင်းယုံဟာရဲရဲမှုရီမန်းချက်မြင့်မားမှုပြတ်သားသောအမြင်ပြန်လည်စမ်းသစ်နိုင်စွမ်းနဲ့ခွန်အားကြီးခြင်းတို့ရဲ့သင်္ကေတပဲဖြစ်ပါတယ်ဘဝမှာကျွန်တော်တို့အားလုံးအိမ်မက်တွေရီမန်းချက်တွေအောင်မြင်မှုတွေလိုချင်ကြပါတယ်အဲ့ဒီလိုချင်ရင်ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုလင်းယုံလိုထားရပါမယ်အားလုံးပဲလင်းယုံစိတ်ဓာတ်ကိုမွေးမြူနိုင်ကြပါစေကျေးဇူးတင်ပါတယ်